မင်္ဂလာပါကဲကျွန်တော်တို့ဒီဒိုမီဆိုဒိုနစ်ကော့သုံးလုံးပေါ့နော်ကျွန်တော်တို့အတန်ခိုင်တဲ့ခိုင်အောင်ထပ်ပြီးတော့ကျင့်ပါမယ်ဒီနေ့ထပ်ပြီးတော့ကီနှမျိုးသုံးမျိုးပေါ့နော်နောက်တစ်မျိုးထပ်တိုးမယ်နောက်တော့အတန်ကိုမျိုးoctave တွေပါနေပါနည်းကျင့်ကြည့်မယ်နော်ဒူရိယာတစ်ခုရဲ့အကူအညီကတော့လုံးဝအစပိုင်းမှာလိုရတယ်ဒူရိယာမရှိရင်တော့ကျွန်တော်ပြောလို့ application တစ်ခုခုချပြီးတော့သူသဖြင့် piano application app လေးတစ်ခုချပြီးတော့ C rate လေးကိုတီးလိုက်ရင် key C ရဲ့ဒိုသိပါလိမ့်မယ်ဒိုသိရင်ဒိုကနေဒိုရေဆိုရင်ဒါ key D ကိုသိပါပြီမီဆိုရင် key E ကိုသိပြီ fa ဆိုရင် key F ကိုသိပြီเนาะkey F ကိုသိပြီဆိုတော့ key C ကိုသိဖို့တော့ကျွန်တော်တို့ဒူရိယာတစ်ခုနဲ့ဒိုကိုယူပါเนาะဒိုဆိုမီဒိုမီဆိုဒိုဆိုမီဆိုမီဒိုဒါကတိုင်မင်းနေပါဘာမှမပါသေးပဲねဒီ interval အတန်လေးကိုပဲဒိုမီဆိုထောက်ပြီးတော့ဆိုနိုင်အောင်ကျင့်ရအောင်เนาะဒါဒီ Toner Solver နဲ့ဒိုမီဆိုကဒီကိုတွေ့ရင်ဒိုဆိုသိပြီအမ်ကိုတွေ့ရင်မီဆိုသိပြီအဲ့ဆိုတွေ့ရင်ဆိုဆိုတာသိပြီဒါပေမဲ့ဒီ step note နဲ့ပေါ့နော်ကြည့်ရင်တော့သူကပို့ပြီးတော့အတန်ကိုခတ်မှန်ရလွယ်ဒီမှာဒိုဆိုဆိုဒီမှာသူကမနေ့ကပြောဒီနေ့ကဗီဒီယိုနံပါတ်3မှာပြောခဲ့သလိုပဲဒီဒိုကနေတူညီတဲ့နေရာ line မှာရှိရင်ဒီမှာ line မီတဲ့ line ဆိုတဲ့ line ပေါ်မှာเนาะဒီမှာအကယ်၍ space မှာရှိရင်ဒီမှာဒိုကလည်း space မီကလည်း space အဲမှာဆိုကလည်း space တူညီတဲ့ space လေးပါတူညီတဲ့ line လေးတွေပေါ့အဆင့်လေးတွေပါရှိတယ်ဆိုတော့ step note ကိုလည်းတွဲပြီးကြည့်ပြီးဆိုရင်ပို့ပြီးတော့ဆိုလို့အဆင်ပြေတာပေါ့နော်ပို့ပြီးတော့လွယ်တယ်လို့ထင်တာပဲပို့ပြီးတော့အဲ့တော့ဒိုဆိုမီဒိုမီဆိုဒိုဆိုမီဆိုမီဒိုမီဆိုမီဆိုဒိုဆိုမီဒိုမီဆိုဒိုအဲ့လို step note လေးကိုကြည့်ပြီးတော့ဆိုရင်လည်းသူအဆင့်လေးနဲ့ဆိုတော့သူမှန်းရတာတန်လေးကလည်းမှန်းရလွယ်တာပေါ့နော်အဲ့တော့ဒိုရေဆိုရေဒိုဒိုအဲ့ဒါဖားနိုင်မယ်ဒီကီဒီကိုဒိုဆိုမီဒိုမီဆိုဒိုဆိုမီဆိုမီဒိုမီဆိုမီဆိုဒိုဆိုမီဒိုမီဆိုဒိုEC ကနေ key D ကိုချိန်နိုင်တယ်ပေါ့နော်အဲ့တော့ key C မှာလည်းကျွန်တော်တို့ key C မှာလည်းကျွန်တော်တို့ octave ကိုတစ်ခါမှမဆိုဘူးသေးဘူးပေါ့နော်အဲ့တော့ဒို key C ကိုကျွန်တော်ပြန်ဖမ်းမယ်ဒိုရေမီဖာဆိုလာတီဒိုဆိုဒီမှာ dash တင်လာတဲ့အတွက်ဒိုဖြစ်သွားပြီ
do mi do so so do so mi so mi do so mi do အဲ့တော့ကျွန်တော်အမြင့်တန်အားလည်းလွဲနိုင်တယ်ဆိုရင်အဲ့တော့ဒိုမီဆိုကနာဒိုမီဆိုဒိုကြတော့ဒီကျွန်တော်တို့ piano F မှာကြည့်လိုက်ရင်ဒီ C3 မှာဆိုရင်ဒီဘက်မှာ C4 ဖြစ်မှာပေါ့နော်အဲ့ဒါကိုနှိပ်လိုက်ဒိုတန်ကိုကျွန်တော်တို့ကိုဆိုတာနဲ့ကြိုက်မကြိုက်ပြန်ချိန်ညှိရမှာပေါ့နော်ဒိုမီဒိုဆိုဒိုဆိုမီဆိုမီဒိုဆိုမီဒိုအဲ့လိုဒိုမီဆိုဒိုမီဆိုမီဆိုဒိုဆိုဒိုမီဒိုဒီမီကလည်းအောက်ကဒီမီချက်တစ်ဆင့်မြင့်တယ်အဲ့တော့ကီးဒီမှာ line ဒီပေါ်မှာကျွန်တော်တို့ပထမရေးခဲ့ပေမဲ့အတန် octave ကိုတက်သွားတဲ့အခါမှာစံတင်ဘက် space တွေမှာဖြစ်သွားတယ်ဒိုးရောမီ octave ရောကြည့်လိုက်ရင်မြင်လာတာကျွန်တော်တို့တွေ့ရမှာပေါ့နော်အဲ့ဒါလုံးဝထပ်ခါပြန်ကျင့်ရမယ် exercise ပါပဲဒီ exercise ကြီးဒီကိုပါပေါ့နော်ကျွန်တော်တို့ဒီpiano app တခုအကူအညီနဲ့ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်လေ့ကျင့်ခန်းမှာအဲ့လိုပဲကျင့်ရမှာပဲဘာလို့ဆိုတော့ဒီဇိုင်းရောကွက်ကိုမှန်ဖို့ကမလွယ်ဘူးပေါ့နော်ဒူရီယာကိုညီယူပြီးတော့မှဒါနှစ်ပေါက်လာမှလေ့ကျင့်ခန်းတွေများလာပြီးတော့မှဒါပို့ပြီးတော့ကျွန်တော်တို့တွေဖြစ်မှာမြင်တာနဲ့အတောင်ဖားနိုင်မှာပေါ့နော်ဒိုရီမီဖာဒိုရီမီဖာဖာဆိုဒိုရီမီဖာဆို key F ကိုဆိုမှာဖာကိုဒိုယူမယ်ဆိုဖာလာဒိုမီဒိုဆိုမီဆိုဒိုမီဒိုဆိုမီဆိုဒိုမီဆိုဒိုမီဒိုဆိုမီဒိုဆိုမီဆိုဒိုမီဒိုဆိုမီဆိုဒိုဆိုဖာပေါ့နော်ဖာရဲ့ဒိုပေါ့နော်အဲ့တော့ key ကိုသူချိန်ရပါတယ်သူ E flat ကြတော့ကျွန်တော်တို့ကဒီ E flat key E flat ဆိုရင်ဒါနည်းနည်းဆိုရကတ်သွားပြီဘာဖြစ်လို့ဆိုတော့ဒိုရီမီဖာ key C လဲကျွန်တော်ဖမ်းလို့ရတယ်re ကိုလည်းဒိုလုပ်လို့ရတယ်မီကိုလည်းဒိုလို့ဖာကိုလည်းဒိုရ E flat ကြတော့သူကကြားတန်ဖြစ်သွားပြီပေါ့နော် E ကျွန်တော်တို့ဒီဗီဒီယိုရဲမှာမတင်ပြရသေးဘူးပေါ့နော် shut တို့ flat တို့မှာဒီမှာ flat တင်ကြတာလေဒါ
flat သင်္ကေတလို့ခေါ်ပါတယ်ဒီဟာက sharp သင်္ကေတလို့ခေါ်တယ် sharp ဆိုရင်မြင့်တဲ့အတန် flat ဆိုရင်ဒီလို flat ဆိုရင်နှိမ့်တဲ့အတန်အဲ့တော့ E ကနေ flat ဆိုရင်ဒီကြားတန်နှိမ့်တဲ့အတန်ဖြစ်မယ်ဒီကနေမြင့်တဲ့အတန်ဆိုရင်ဒီကြားတန်မြင့်တဲ့ sharp တန်ပေါ့နော်အဲ့တော့ဒီကနေမြင့်ရင်ဒီ sharp ဖြစ်ပြီးတော့ E ကနေနေရင်တော့ E flat အဲ့လိုသွားတော့ပေါ့နော်ဒါပေမဲ့ဒီ sharp နဲ့ E flat နဲ့ကအတန်တူတယ်အဲ့ဒါတွေနောက်မှရှင်းပြမယ်နောက်ဗီဒီယိုမှာရှင်းပြပါမယ်အဲ့တော့ဒီကနေ E flat ကိုဆိုတော့ကြားတန်ဆိုတော့ဒီနှစ်ခုကအတန်တူတယ်ဆိုတော့အဲ့ဒါကို anharmonic လို့ခေါ်ပါတယ်အဲ့ဒါ E flat key ကိုကတော့ကျွန်တော်တို့တွေဆိုဖို့တူရီယာရဲ့အကူအညီကတော့လုံးလုံးလိုပါတယ်ပေါ့နော်ဒိုရေမီဒိုအဲ့လိုဖမ်းမယ်နော်ဒိုဖမ်းလိုက်မယ်ဆိုဒိုမီဆိုဒိုမီမီရစားမီဒိုမီဆိုမီဆိုဒိုဆိုမီဒိုဆိုမီဒိုဒိုမီဒိုမီဆိုဒိုမီဆိုဒိုဆိုမီဆိုမီဒိုဒါ key E flat ပေါ့နော် key E flat ဆိုရင် piano app မှာဆိုရင်အဲ့ဒီနဲ့ E ကြားကခလုတ်လေးကိုနှိပ်ပြီးတော့အဲ့ဒါအဲ့တန်ကိုဒိုယူပြီးတော့ဒီလေ့ကျင့်ခန်းကိုလေ့ကျင့်လို့ရပါတယ်အဲ့တော့ဒါပေမဲ့ဘာမှမရှိဘူးapplication လည်းမရှိဘူး tutorial လည်းမရှိဘူးဘာမှမရှိဘူးကိစ္စမရှိဘူးကျွန်တော်ဆိုတဲ့ key app ဆိုရင်ကျွန်တော်ခုနဆိုရတဲ့အတိုင်းဆိုကြည့် key E flat ဆိုရင်လည်း E flat ဆိုကြည့်key C ဆိုလည်း key C key D ဆို key D ခုနလေးကျွန်တော်နဲ့တူလိုက်ပြီးတော့ဆိုကြည့်လိုက်ရင် exercise တွေဆိုကြည့်လိုက်ရင်ဒါအတန်အမှန်ရပါမယ်ကျွန်တော်ကလည်းဒူရီယာအကူအညီနည်းနည်းလေးယူထားပါတယ်เนาะဒါမယူထားတဲ့အခြေအနေကိုရောက်တဲ့အထိကျွန်တော်တို့တူကျင့်မယ်เนาะကီးစီကတော့အမြဲတမ်းဆွဲတာပေါ့နော်ဒိုရေမီဖာဆိုလာတီယိုဒိုရေမီဖာကီး F ကိုကျင့်ဖာဆိုတောင်ဒိုလောက်လိုက်မယ်ဒိုရေကီးတီကိုဒိုလောက်ချင်ဒီရေတန်ကိုဒိုရေဆိုရေကိုဒိုလောက်လိုက်မယ်ဒိုလောက်ပြီးတော့ဆိုမယ်အဲ့တော့ဒိုရေမီဖာဆိုလာဒီရိုးကကီးစီပေါ်မှာတော့အများကြီးမူတည်ပါတယ်เนาะဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဗီမာဂီတာရှိပါတယ်